မျောဖျားပွဲတော်ကျင်းပဖြစ်တဲ့အပျော်တွေရောင်းတဲ့ဈေးသည်တွေလာရင်ကောင်းမှာရှိသမျှရွှေငွေတွေနဲ့အပျော်တွေဝယ်ပြီးစုမယ်အပျော်ဟာပယုတ်လုံးလိုလေတိုးသွားတိုင်းပါးလျားတတ်သလားအပျော်ဟာမိုးတက်တတ်သလားကြာရှည်ခံတဲ့ဆေးထည့်ရင်အပျော်ဟာကင်ဆာဖြစ်သွားနိုင်လားအပျော်တွေမပြည့်စည်အောင်သိမ်းဆည်းတဲ့နည်းကိုအသေးအချာလေ့လာရမယ်အိမ်ရှိကရာဝင်စင်အိုးကြီးတွေကိုအပျော်တွေအပြည့်ဝယ်ထည့်ထားမယ်အဖုံးကိုလုံအောင်ပိတ်ထားပြီးလိုအပ်တဲ့အခါမှခပ်ဖွားဖွားထုတ်သုံးရမှာပေါ့လတာညတွေမှာအပျော်တွေထည့်ထားတဲ့စင်အိုးဖုံးကိုခဏတော့ဖွင့်အောင်မှလရောင်ကိုမမြင်တာကြာရင်အပျော်တွေပြေးနေမှာစိုးရတယ်အပျော်ဟာလားရိတ်ခိုပန်းကလေးတွေကိုတို့ထိလိုက်တဲ့အခါပန်းကလေးတွေရဲ့ခိုးခိုးခက်ခက်ရေသံတွေနေရာအနှံ့ကိုလွှင့်နေမှာပဲတိမ်လွှာလှလှတွေကြားမှာခုံပေါက်ပြေးလွှားနေတဲ့အပျော်တွေကိုကြည့်နေရရင်ဘလောက်များအရသာရှိလိုက်မလဲဖျားပွဲတော်ကျင်းပဖြစ်တဲ့အပျော်တွေရောင်းတဲ့ဈေးသည်တွေလာရင်ကောင်းမှာတွား